ဒီလိုအကြောင်းအရာကြောင့်အနုပညာအလုပ်ရန်နာတော့မဲ့ဖွေးဖွေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဖွေးဖွေးကအနုပညာလောကမှာထိပ်တန်းမင်းသမီးအဖြစ်ရပ်တည်လာခဲ့တာဆယ်စုနှစ်တခုမကတော့ပါဘူးပြီးခဲ့တဲ့6နှစ်လောက်ကလေးကအနုပညာလောကကနေနာဂေကကင်းကွာနေခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်အစမှာအနုပညာလောကတွေကိုပြန်ဝင်လာကရုပ်ရှင်ဇာတ်ကားကြီးတွေပြန်ရိုက်နေတာဖြစ်ပါတယ်အနုပညာအလုပ်ပြန်လုပ်ပြီးတစ်နှစ်အတွင်းမှာရုပ်ရှင်ဇာတ်ကားကြီး3-5သာတရုပ်ဆောင်ထားတာပါဖွေးဖွေးကအနုပညာလောကကိုပြန်ဝင်လာတဲ့အချိန်မှာမနာလိုမုံထားသူတွေလည်းအရန်ကိုများပါတယ်။အောင်မြင်တဲ့ထိပ်တန်းမင်းသမီးတစ်ယောက်ကအနုပညာအလုပ်ပြန်လုပ်တာမို့အနုပညာလောကကတချို့သူတွေအတွက်လောက်ကွက်တွေပျောက်စေခဲ့တာကြောင့်ပါ။ဒါကြောင့်မို့လေတချို့ဆိုရင်သူကိုနီလန်မျိုးစုံနဲ့စိတ်အနှောက်ယှက်ပေးဖို့ကြိုးစားနေကြတာပါ။အကောင့်တူတွေလည်းဖောက်ပြီးကွန်မန့်တွေရေးကြတာတွေရှိပါတယ်။အနုပညာအလုပ်ပြန်လုပ်တဲ့တစ်နှစ်အတွင်းမှာဒီလိုကြိုးစားကမနာလိုတဲ့စိတ်တွေပြသနေတာကိုဖွေးဖွေးကခံနေရတာမို့စိတ်တွေအနှောက်ယှက်ဖြစ်နေရတာပါ။ဒါကြောင့်မို့လေပြီးခဲ့တဲ့ရက်မှာတော့အနုပညာလောကကနေထွက်ခွာစီခြင်းနေကြတဲ့သူတွေကိုတရင်ကောင်းပါလာခဲ့တာပါ။သူကိုအတင်းလိုက်ပြီးမနှောက်ယှက်နေတော့ပဲအေးဆေးနေဖို့တတိပေးလာခဲ့တာပါ။အကြောင်းရင်းကတော့သူလည်းအနုပညာလောကမှာအချိန်ကြာကြီးဆက်ရှိနေမှာမဟုတ်တော့တာကြောင့်ပါ။အနုပညာလောကကထွက်သွားစီခြင်းကြတဲ့သူတွေရဲ့ဆန္ဒကတကယ်ဖြစ်လာတော့မှလို့ဆိုလာတာပါ။ပွေပွေက6နှစ်လောက်အနုပညာအလုပ်တွေရန်နာထားခဲ့ပြီးမြဲပြန်တရုပ်ဆောင်တဲ့အချိန်မှာတစ်နှစ်မှ3ကားလောက်သာပြန်ရိုက်နေတာပါ။တစ်နှစ်လုံးနေမှာရုပ်ရှင်3ကားလောက်သာရိုက်တော့မှမို့အများကြီးလည်းမလုပ်ဖြစ်ဘူးလို့အတိပေးလာခဲ့တာပါ။တကယ်လို့သူ့အနေနဲ့ပိုရိုက်ချင်နေဆိုရင်တော့ခန္ဓာကိုယ်ကမလိုက်နိုင်တော့ပါဘူး။အသက်ကလည်းကြီးလာပြီဖြစ်တဲ့အတွက်ပင်မနဲ့ထံကိုသိမခံနိုင်တော့တာကြောင့်ပါ။ဒါအပြင်နောက်ထပ်3နှစ်လောက်ပြီးရင်ရုပ်ရှင်ရိုက်တာကိုနာကအနုပညာအလုပ်တွေကိုနားလိုက်တော့မှဖြစ်ပါတယ်။ဖွေးလည်း3နှစ်လောက်ပဲလုံနိုင်တော့မှာပါ။အသက်လည်းကြီးပြီးပြန်ဝင်လာမှကြောက်ပြီးအကောင့်တူ6800စာတွေငှားပြီးစိတ်အနှောက်ယှက်တွေပေးနေကြတာတွေနားကြပါတော့ဆိုပြီးဖွေးဖွေးကရေးသားလာခဲ့တာဖြစ်ပါတယ်ဖွေးဖွေးကသူ့ကိုအားပေးတဲ့ပရိသတ်တွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်တာကြောင့်ရုပ်ရှင်ပြန်ရိုက်ဖြစ်တာပါပရိသတ်တွေကသူ့ကိုဇလံကောင်းနေနဲ့ပြန်မြင်နေကြတာပါဒါကြောင့်မို့လေဇလံကောင်းနေရွေးချယ်ကရိုက်ဖို့အတွက်ပြင်ဆင်နေခဲ့တာပါပထမဆုံးကမ်ဘတ်တဲ့ရုပ်ရှင်ကိုဟာတာရုပ်ရှင်အဖြစ်တရုပ်ဆောင်တဲ့အတွက်လည်းဝေဖန်ခံရတာတွေကရှိပါတယ်အခုလက်ရှိမှာပြသနေပြီဖြစ်တာမို့ပဲပြုတ်တောင်းနဲ့ပဲပြုတ်မပါတာကအစပြောဆိုခံနေရတာပါဖွေးဖွေးကပေါ်ကားတွေတရုပ်ဆောင်နေတယ်ဆိုပြီးလူတွေကပြောဆိုနေကြတာပါဖွေးဖွေးကနောက်ထပ်3ကားကိုတော့ Romance တကားနဲ့ Academy မှန်းလို့ရတဲ့ရုပ်ရှင်နာကားကိုတရုပ်ဆောင်ထားတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကမှဂီဟာဆိုတဲ့ရုပ်ရှင်ကိုပင်တရမှာတွားရိုက်ခဲ့တာဖြစ်ပြီးဒီနေ့အတွက်၄ကားမြရုပ်ရှင်ကိုရိုက်လို့ပြီးသွားပါပြီသူအနေနဲ့နောက်ထပ်ရုပ်ရှင်ကိုမရိုက်ဘဲနားအောင်မှဖြစ်ကနောက်နှစ်အတွက်ဇလန်းကောင်းတွေရွေးချယ်သွားတော့မှာပါဖွေးဖွေးကရုပ်ရှင်တကားဆိုတကားအောင်မြင်သလိုအကယ်ဒမီပွဲအတွက်လည်းပွဲချက်စီတဲ့အတွက်နောက်တက်တဲ့မင်းသမီးတွေအတွက်အကယ်ဒမီနေရာပွဲချက်တာတွေလည်းဖြစ်စေပါတယ်။ဒါကြောင့်မို့တချို့ကဖွေးဖွေးကိုမလိုတာတွေလည်းရှိနေတာပါ။ဖွေးဖွေးကသူ့ကိုဘယ်သူတွေမနာလိုနေဘူးဆိုတာလည်းသိတဲ့အတွက်မနာလိုသူတွေဝမ်းသာအောင်အခုလိုအသိပေးလာခဲ့တာဖြစ်ပါတယ်။ဖွေးဖွေးကလက်ရှိမှာအသက်38နှစ်တောင်ရှိနေပြီဖြစ်တဲ့အတွက်နောက်3နှစ်လောက်ဆိုအသက်40ပြည့်တော့မှာပါ။အသက်40ကျော်ရင်သူ့အနေနဲ့ရုပ်ရှင်တွေတရိုက်ဖြစ်တော့မှာမဟုတ်ပါဘူး။အနုပညာအလုပ်တွေနားတော့မဲ့ဖွေးဖွေးရဲ့ပေါ်အမြင်လေးတွေကိုလည်းပြောပြပေးခဲ့ကြပါအောင်ရှင်။